မင်္ဂလာပါရှင် BIZ Channel ကကြိုဆိုပါရစေကြည့်ရှုနားဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးဘေးဥပအပ်တဲ့အသွေးတွေကကင်းဝေလွတ်မြောက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဒီနေ့မှာတော့အဆုံနဲ့ပတ်သက်ပြီးဖြစ်ပေါ်နေတဲ့ယောဂတွေကိုပျောက်ကင်းစေနိုင်တဲ့တဘာဝကကြရတဲ့တော်လီညင်းပင်လေးရဲ့အကြောင်းကိုပြောပြပေးပါမယ်မပြောခင်လေးမှာ BIZ Channel ကို Subscribe လုပ်ထားပေးပါလို့မေတ္တာရက်ခဲအပ်ပါလိမ့်ရှင်။ဒေါ်လီညင်းပင်လေးရဲ့အကြောင်းကတော့ကျမတို့ရဲ့နေ့စဉ်ဘဝမှာအသက်ရှူရတာမဝသလိုခံစားရတာချောင်ခိုးဆိုတာဒါမှမဟုတ်ရာဒီဥတုအကူပြောင်းမှာအဆုတ်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကြောင့်စိတ်ညစ်နေရပါသလားကျမတို့ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအင်္ဂါတစ်ခုဖြစ်တဲ့အဆုတ်ကျန်းမာဖို့အတွက်ငွေကုန်ကြေးကျအများကြီးခံပြီးဓာတုဆေးဝါးတွေပဲအမြဲမိဝယ်နေဖို့မလိုပါဘူးရှင်ဒီနေ့မှာတော့ကျမတို့ပတ်ဝန်းကျင်မှာအလွယ်တကူရနိုင်ပြီးအဆုတ်ယောဂဝေဒနာတွေကိုအံ့ဩစရာကောင်းလောက်အောင်သက်သာပြောက်ကင်းစေနိုင်တဲ့တဘာဝရဲ့လက်ဆောင်မွန်တော်လီညင်းရဲ့အစွမ်းထပ်ပုံတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်တော်လီညင်းလို့ပြောလိုက်ရင်အိမ်တွင်းသုံးဟင်းခတ်အမွေးအကြိုင်တစ်ခုလိုပဲအလွယ်တွေးမိကြမှာပါဒါပေမဲ့သူ့မှာပါဝင်တဲ့စေဖက်ဝင်အာနေတန်ကတော့တကယ်ကိုအာမခံပါပဲတော်လီညင်းမှာယူဂျင်နော်လို့ခေါ်တဲ့အစွမ်းထပ်တပ်ပေါင်းတစ်မျိုးကျွေဝါစွာပါဝင်ပါတယ်ဒီဓာတ်ပေါင်းဟာအဆုတ်ထဲကဘက်တီးရီးယားတွေနဲ့ပိုးမွှားတွေကိုတည်စေနိုင်တဲ့အပြင်အသက်ရှူလမ်းကြောင်းရောင်ရမ်းဖို့ကိုအထီရောက်ဆုံးလျှော့ချပေးနိုင်ပါတယ်အထူးသဖြင့်နာတာရှည်ချောင်းဆိုးတာရင်ကျက်တာပန်းနာရင်ကျက်အက်စမာဝေဒနာခံစားနေရသူတွေနဲ့ဆေးလိပ်တောက်ရုံလို့အဆုတ်မှာအစိတ်အတောက်ဖြစ်နေသူတွေအတွက်တော်လီညင်းဟာတဘာဝကပေးတဲ့အဆုတ်တန်ဆင်စေရည်စစ်စစ်ဖြစ်ပါတယ်ရှင်သူ့မှာပါဝင်တဲ့အန်တီအောက်ဆီဒန့်တွေကအဆုတ်ဆဲတွေကိုပျက်စီးခြင်းကနေကာကွယ်ပေးပြီးအသက်ရှူလမ်းကြောင်းကိုပွင့်လင်းဆိုးဆွတ်စေပါတယ်ကဲဒီလောက်အစွမ်းထက်တဲ့တော်လီညင်းကိုကျမတို့အဆုတ်ကျန်းမာလေးအတွက်ဘလို့လက်တွေ့အသုံးပြုကြမလဲနီလန်းလေးတွေကအရန်ရိုးရှင်းပါတယ်ရှင်ပထမနီလန်းကတော့တော်လီညင်းရင်နွေးချမ်းပါတော်လီညင်းပွင့်3ပွင့်ကနေ5ပွင့်လောက်ကိုရင်နွေးပူပူတဲ့ခဏစဉ်ပြီးနေ့စဉ်ပုံမှန်တောက်ပေးရုံပါပဲဒါဟာချွဲသလိပ်တွေကိုကြည်ပြတ်စေပြီးအသက်ရှူရတာကိုချက်ချင်းပေါ်ပါသွားစေပါရဲ့ဒုတိယနီလန်းကတော့ညှိရှုခြင်း inhalation ပါရင်နွေးငွေ့အိုတွေကိုတော်လီညင်းစီအဆက်ချပြီးဖြစ်စေတော်လီညင်းပွင့်လေးတွေခတ်ပြီးဖြစ်စေအငွေ့ရှူပေးမယ်ဆိုရင်ပိတ်ဆို့ပြီးတဲ့နှာခေါင်းနဲ့အဆုတ်လေးပွင့်တွေကိုပွင့်သွားစေမှာဖြစ်ပါတယ်ဒါပေမဲ့တခုတော့သတိပြုရပါမယ်ရှင်ဘလောက်ပဲဆေးဖိုက်ဝင်တယ်ဖြိုးဖြိုးတန်းစီလွန်ပေးမှုလို့ဒီနေ့ကိုအလွန်အကျွံတောက်တုံးတာမျိုးတော့ရှောင်ကျဉ်ရပါမယ်နော်ကျမ်းမာတဲ့အဆုတ်တဆုံရှိခြင်းကစိတ်ချမ်းသာစရာဘဝကိုပိုင်ဆိုင်နိုင်ခြင်းရဲ့ဟိုဟဲ့ချက်ပါပဲငွေကုန်ကြေးကြမများပဲဘေးထွက်ဆိုကြိုးနေတဲ့ဒီတော်လီညင်းစင်းလေးကိုဒီနေ့ပဲလက်တွေ့သုံးဆက်ကြည့်ဖို့တိုက်တွန်းခြင်းပါတယ်နားဆင်ပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်ထပ် episode တွေမှာလည်းတင်းရဲ့ကျမ်းမာရေးနဲ့ဘဝနေထိုင်မှုပုံစံကိုမြင့်တင်ပေးမယ်ဘယ်လိုတဘာဝဆေးဖက်ဝင်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာသိရအောင် BIZ Channel ကို Subscribe နဲ့ Follow လုပ်ထားဖို့မမေ့ပါနဲ့ဦးရှင်အားလုံးပဲဘေးဥပါအင်ဒရဲ့အသွေးတွေကကင်းဝေးလို့နှုတ်ပြီးကျန်းမာလန်းဆန်းတဲ့အသက်ရှူသန်များစွာနဲ့ပျော်ရွှင်စရာနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ